လုံနာရေးလေးသမင်းစားမယ်သမင်းစားကြပါဦးပါနေတယ်ဒီမှာကျေးရေကိုကြောနော်နောက်ပြီးတော့အခြေရေကိုကြောနောက်ဒီမှာကငါးနဲ့ဟဲ့ချိုငနာဟဲ့ချိုလက်ကြီးဒီမှာကငပိရေတိုးစရာဒီနေ့ဒီစားရည်စိမ်းဒီကကြော်သီးလေးတွေအမဲသားလေးတွေနဲ့ပါတယ်စားကြပါအောင်စားပါပြီခင်ဗျာနေပညာမင်္ဂလာပါတာကျက်ရေကုန်ကြော်နော်ကိုကကိုအိမ်မှာကြော်စားရင်ဘလောက်မှမကုန်ဘူး40ပဲကုန်နေအများကြီးစားရတယ်ကြော်ရောင်းကျင်လေးရတယ်အကြိုက်တော့ငနကြော်အမြဲကြိုက်တယ်တွေ့လားကိုယ်တိုင်ကြော်ရအောင်ကြော်လေးချင်းလေးနဲ့တရေတာလည်းစားလို့တရေတာအဖြစ်လည်းစားလို့ရတယ်အမင်းနဲ့လည်းစားလို့ရတယ်ကောင်း40ပဲကုန်ဝယ်ဆိုင်နေဦးကြတဲ့ဒီမမဲတိုင်းစကြပါအောင်မဲတိုင်းလေးနဲ့နားရရဲ့ဒီမှာကောင်းချက်စားတော့စားရတာဒီနေ့ဒီတော့ကြတယ်တက်တာဒီနေ့ချင်းဒီနေ့ရေးစေစားချင်လားတခါမှမကြော်သားဘူးအခုမှကြော်သားဘူးမကောင်းဘူးမကောင်းရှင်လေးနဲ့အများကြီးပဲကောင်းကြောနေကြောတယ်မငါနိုင်ဒီရနဲ့လိုက်တာအခြေလေးလေဒီရနဲ့သူ့ဆက်ပဲနော်ဘီရတယ်မြည်ရတယ်အမီးရမင်းနဲ့သားရဒီမှာပြည်ရောက်ရင်ပြန်ကြော်ရောင်းသားမယ်တခါမှမကြော်စားဘူးစကောက်ဆိုကြော်စားတော့မှတော့ကောင်းညီလည်းမညီဘူးမညီလားမညီဘူးဟုတ်ကောင်းတယ်ကြော်စားကြည့်ဘယ်လောက်မှမကုန်ဘူးနော်ကျက်ရကိုတက်ပြီးလူမလေးကစီပြန်ပေါ့စီပြန်ထွက်စီပြန်ရတယ်ဒီရလေးနဲ့ပဲစားတရေစာလေးနဲ့ပဲစားကောင်းကြီးလေးနဲ့ပဲစားကျွန်းတော့နိုင်ငံတင်ရင်ကပြီးငယ်စရငါပြီးဒီနေ့ဒီဟိုဒီလေဒီနေ့ဒီလိုက်ကိုယ်တိုင်ပဲစိတ်နေဝယ်စားရင်နေပဲရတယ်ကိုယ်တိုင်သိအများကြီးရစကောင်းကိုယ်တိုင်သိတော့လေသေးတွေပဲလည်းမပါရောင်းတန်းဆိုရင်ကောင်းကျွန်းဘာမှတရားပဲကောင်းကောင်းချက်တာလုံနိုင်ရတော့တည်းပဲသမက်ချစ်စားရအိမ်
ကြာတာလောရမစား မနက်ဟင်းတို့နေပြားနဲ့ရုပ်ကြိမ်နဲ့ချင်းချင်းလေးကြတာဒါကြိုက်တယ်မနိုင်ဘူးရှာမနက်လည်းတခါတလေမရတယ်နားနေဒီကြက်ရီကိုကြောပြောပြချင်တယ်ကြက်ရီကိုကြောတွေ့လားထိုင်းนี่ကောက်ရင်းနဲ့ရောင်းတာလေနည်းနည်းလေးဒီလောက်လေးရတယ်20မဟုတ်အစိတ်တောင်နေအခုအစိတ်30ပြည့်ပါတယ်နော်ဒီမကြည့်40ကိုတပကံနော်တွေ့လားလေးစကူအများကြီးရတယ်အဲ့ကြောင့်ဈေးရောက်စားတယ်ဘိုးကဝယ်ဆိုင်တော့လောက်စားဘူးဆိုင်ရများလားဝယ်ဆိုင်နည်းနည်းမရလားဒီမှာဒါမျိုးတွေတော့ကြော်ရောင်းစားဒီရတဲ့မျိုးရက်တယ်မှာကျဲတွေ့လားနော်ဘယ်လိုရက်ခံမှာလဲဒီလိုအထိုက်ကြိုက်ခံဘူးနော်လေဒီလိုမလားဒါဒီတစ်ခါကအစမ်းမလို့ဒီလောက်ပဲကြော်တယ်အခုကြော်တာလည်းအဆင်ပြေတယ်စားလည်းကောင်းတယ်ဆိုနောက်တစ်ခေါက်ဆိုများများကြော်ပြီးတော့ဘူးနဲ့ထည့်ပြီးတော့အဲ့ဒါကတပြည့်ရောင်းစားတယ်ကဲချီနေကြနေလာနေကြလည်းနေစားကောင်းအားရတယ်မြန်မာလူမျိုးဆိုတော့လက်နဲ့ပဲထားမှာပါနော်ဒီလေးရလဲကျွတ်မဲ့တော့ငါရေလို့ကောင်းကောင်းလေးလို့စားရတယ်ကျန်ရတော့ဖြစ်တယ်လို့စားစွန်ပြန်လို့ပါလို့နဲ့ထောင်းစားလဲကျွဲစားကောင်းတာတုတ်တာထောင်းရတော့တုတ်တာနဲ့စားလို့ပါတယ်အတော့ဝေးတာအများကြီးပဲအခြေချောအရေးပြရပါဓမ္မကြီးရှိတယ်ဘိုးစားဖောင်းဘိုးကောက်ဒီကြလည်းစားဘူးနော်ဒီတခါပဲစားဘူးတခါမစားဘူးတခါလည်းမကြော်စားဘူးပြီးတော့မှအမတယောက်ကလေတိကြော်ကြီးတင်ထားတာတွေ့လို့အဲ့ဒါလိုက်လောက်ကန်စားကြည့်တာအဆင်ပြေတယ်ပြီးတော့မှတင်ထားတဲ့မယူလေကျေးဇူးတင်ပါတယ်ကြော်ကြီးလေးတွေတင်ပြီးတဲ့အတွက်အရင်ကဆိုရင်သမီးမချက်တတ်ဘူးထိုင်းနိုင်ငံရောက်မှသမီးကြီးနေချက်တတ်လာโอเคဒီလိုမျိုးတမန်ဝိုင်းဗီဒီယိုလေးတွေကြီးချစ်လေးပေါ်လိုက်ကော့ရှယ်လေးတွေအသေးလေးတွေပေးခဲ့ရင်တော့နောက်ဗီဒီယိုလေးတွေအများကြီးရိုက်ပြအောင်မယ်ဒီလိုမျိုးဆက်ဆက်ပြပြလေးတွေလည်းဟိုပါပြအောင် Okay bye bye